အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ထူးထူးခြားခြားဘက်ကောက်သွားတော့ကဖတ်တရားမှာ shop ဖတ်တရားမှာ seafood တောက်ဝယ်တဲ့ blog လေးဖြစ်ပါတယ်မှတ်ရဒီ blog လေးအခုဆိုတစ်နှစ်ရှိပြီပေါ့နော်အခုမှ edit လုပ်ပြီးတော့တင်လိုက်မိတာပေါ့နော်ကျွန်တော်ပြင်းနေရတယ်မတင်ဖြစ်ဘူးseafood တောက်ဝယ်တဲ့အခါမှာကျွန်တော်အဲ့နာဈေးကိုသွားတယ်ပေါ့နော်ပင်လယ်စာတွေလုံးဝလက်ဆက်တယ်ကျွန်တော်ကဒဝယ်သားဖြစ်တော့ပင်လယ်စာတွေကိုအရင်ကြိုက်တယ်ငငယ်တဲ့ဒီငါးတွေနဲ့ပဲစားတော့ပြီးတော့ကြီးပြင်းလာတဲ့အခါကျတော့ပင်လယ်စာကြိုက်တယ်တွေ့ရနေရတိုင်းမှာဝယ်တယ်ရှာဝယ်တယ်ဝယ်စားတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီနေ့ဘာဝယ်မလဲဆိုတာကိုကျွန်တော်နဲ့တူတူလိုက်ကြည့်ကြည့်ရအောင်ကဲကျွန်တော်ကြောက်ပစုံဝယ်တယ်ခင်ဗျကြောက်ပစုံကကျတော့အကြီးပဲပြီးတော့လက်ဆက်တယ်အိမ်ရောက်တော့ကျွန်တော်လုံးဝသူ့ကိုပြုတ်ပြီးတော့กินပြီးတော့စားမှာဖြစ်ပါတယ်ပစုံလဲဝယ်တယ်ပစုံအကုန်လုံးသူ့စီမှာ seafood တွေကဈေးလဲ fair ဖြစ်တယ်နောက်တစ်ခုကလေဟိုလက်ဆက်မှုအပိုင်းပေါ့နော် fresh ဖြစ်တယ်ပြီးတော့ဈေးရတယ်တော်တော်တန့်ရှင်းတက်ရတဲ့ခါကျတော့ဝယ်ရတာစိတ်ချမ်းသာတယ်ပေါ့နော်ပြီးတော့အနက်ဟိုဘယ်လိုပြောရမလဲပြီးလို့ရှိရင်ကွာဟိုကိုလိုတလောက်လဲဝယ်လို့ရတယ်ပေါ့နော်ဆိုတော့ဒီမှာဆိုရှင်ကင်းမွန်ဆိုရှင်ဒီလက်တာမှာကော့နေတာမသိလားချိုတယ်ရမ်းချိုတယ်ဘာမှကြားလည်းထည့်စရာမလိုချုံမို့လည်းထည့်စရာမလိုသူ့ရဲ့အရသာကိုကချိုတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကင်းမွန်ဝယ်တယ်ပစုံဝယ်တယ်ကနန်းဝယ်တယ်ပြီးတော့ကြောက်ပစုံဝယ်တယ်ပေါ့နော်နောက်တစ်ခုကျွန်တော် oyster ပေါ့နော်ကျွန်တော်အရင်ကြိုက်တဲ့ oyster ဝယ်တယ်ဒါလေးကိုကျွန်တော်ကအိမ်မှာseafood မျိုးစုံကိုကျွန်တော်ထိုင်နဲ့စားမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူလိုက်ကြည့်ကြည့်ရအောင်ဈေးဝယ်ရတော်တော်စိတ်ချမ်းသာပါတယ်ကျွန်တော်ကတော့ဘန်ကောက်သွားတာကဈေးဝယ်တဲ့အပြင်မှာဒီလိုမျိုး seafood တွေစားမယ်ပေါ့နော် seafood တွေစားဖို့အတွက်ရည်ရွယ်ချက်နဲ့ကျွန်တော်ကသွားတာဖြစ်ပါတယ်ဒီကြောက်ပစုံဆိုလို့ရှိရင်တော့အသားတွေကလည်းအပြည့်ခေါင်းထဲမှာဆိုလို့ရှိရင်လည်းသူ့ရဲ့အစီနှစ်တွေနဲ့အပြည့်နေတော့အရန်ကိုမှချိုပါတယ်အရန်လည်းလက်ဆက်ပါတယ်ကျွန်တော်တို့နိုင်ငံမှာဆိုနည်းနည်းလေးဈေးနည်းနည်းလေးများတယ်ပေါ့နော်ဆိုတော့ဟိုမှာဆိုလို့ရှိရင်တော့သူတို့ငွေနဲ့တွက်လိုက်တော့ကွက်တီပဲဒီရေတွေကတော့လက်နံမှာဆိုလို့တဲ့တော်လေးတော့เนาะ idea ကောင်းတယ်ဒီပစုံခွာတဲ့ scale ကတော့ကျွန်တော် amazing ဖြစ်သွားတာပေါ့နော်ပစုံခေါင်းခွာတဲ့ရေခွန်ခွာတဲ့အပြင်ချီးကြမှာတစ်ခါတည်းထုတ်ပြီးလို့ရှိရင်အရန်ကိုမြန်တဲ့ဒီအမရဲ့ scale ကိုတော့ကျွန်တော်လုံးဝကိုလက်ဖျားခါလာအောင်ချီချူးပါတယ်တအားလက်ဆက်တက်ရက်ပါတယ်အိမ်လဲရောက်ရောကျွန်တော်ကဝယ်လာတဲ့ပင်လယ်စာတွေကိုဆေးကြောတယ်တန့်စင်တယ်ပြီးလို့ရှိရင်အောက်ကတော့ဟိုပလာတူးလားမသိဘူးအဲ့ဒီငါ့ကိုတော့ကျွန်တော်ကင်စားမယ်ပေါ့နော်အဲ့ပလာတူးငါလည်းလက်ဆက်တဲ့ခါကျတော့သူ့ရဲ့အသားကလုံးဝနူးညံ့ပြီးတော့ဒီချိုးနေတာပဲပြီးတော့မှကျွန်တော် seafood ချင်ကို seafood ဆော့ဖြော်ပြီးတော့စားမှာဖြစ်ပါတယ်ပြည်ကြီးငါဆိုလို့ရှိရင်တော်တော်လက်တယ်ကော့နေတာပဲပေါ့နော်ဒါဒီမှာထဲမှာဆိုလို့ရှိရင်တော့ဂုံးတွေရောကြောက်ပစုံပြည်ကြီးငါ oyster အကုန်ပါတယ်ပေါ့နော်ပြီးတော့ငါးလည်းပါတယ်ကဲအခုဆိုလို့ရှိရင်တော့ကျွန်တော်အကုန်လုံးတက်ဆင်ပြီးတော့ပြုတ်ပြီးတော့ဒီဟာ oyster တော့အစိမ်းပေါ့နော်အဲ့ဒါလေးကိုကျွန်တော် seafood sauce လေးကိုစမ်းပြီးတော့ကျွန်တော်စားမှာဖြစ်ပါတယ်သူ့ရဲ့အရသာကတော့ဒီကျွန်တော်အရန်ကြိုက်လို့လားမသိဘူးသူ့ရဲ့အရသာကတော့ဘယ်လိုပြောရမလဲဆိုတော့ပါဇက်ထဲကိုရောက်တာနဲ့လုံးဝပျော်ဝင်ပြီးတော့သူ့ရဲ့အရသာအင်မတန်ကောင်းပါတယ်ကျွန်တော်တို့တအားကိုကြိုက်ပါတယ်ကျွန်တော်တို့စားတော့ဆက်မှာဆိုလို့ရှိရင်တော့ဒါပဲမှာစားဖြစ်တယ်ပေါ့နော်ဒါပစုံအစိမ့်တုတ်တွေရဲ့ seafood ချင်ကတော့ကျွန်တော်ကိုယ်တိုင်ဖြော်တာပေါ့နော်ဆလတ်ရွက်ရဲ့ကနန်းရဲ့ဒါကကျတော့ပစုံကိုကျွန်တော်လုံးဝ seafood sauce နဲ့တွဲစားမှာဖြစ်ပါတယ်ဒါတော့ကြောက်ပစုံမှာကြောက်ပစုံရတယ်အကောင်ကြီးတွေကိုမှရွေးဝယ်လာတယ်ပြီးလို့ရှိရင်တော့ဒါဒီကြောက်ပစုံရဲ့အသားပေါ့နော်သူ့ရဲ့အသားဆိုလို့ရှိရင်လည်းအကြီးပဲတွေ့လားဒါခေါင်းထဲမှာဆိုအစီတွေအများကြီးပဲပေါ့နော်အဲ့ဒါလေးကိုကျွန်တော်စားမှာဖြစ်ပါတယ်ဒီနေ့ကတော့ seafood day ပါပဲเนาะကျွန်တော်ရဲ့ဘိုက်ထဲမှာအကုန်လုံးကပင်လယ်စာတွေကြီးပဲဒီနေ့တနေ့ကုန်ပေါ့เนาะအရန်ကြိုက်တယ်ကျွန်တော်ရဲ့အနှစ်သက်ဆိုအစားအစာကိုပြောရဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ဒီ seafood အကြိုက်ဆုံးပေါ့เนาะအဲ့ဒါအကုန်လုံးကျွန်တော်တယောက်တည်းစားတာယုံမလားတော့မသိဘူးဟုတ်တယ်အမှန်ပါကျွန်တော်တယောက်တည်းစားတာဖြစ်ပါတယ်ဆိုတော့ဒီဟာဆိုလို့ရှိရင်တော့ကျွန်တော် sauce ကိုလည်းကိုယ်တိုင်ဖြော်တယ်ဒါကတော့ဂုံးလွှမ်းပါလားမသိဘူးအဲ့ဒီခေါ်တာပေါ့ဒါပေမဲ့တော်တော်စားကောင်းတယ်သူလည်းထုံနေနေတယ်ပေါ့နော်ဒါလေးကိုလည်းကျွန်တော်စားတယ်စားတယ်ပြီးလို့ရှိရင်မှာ sauce များများလေးနဲ့ချင်းလေးနဲ့နည်းနည်းပင်လေးကိုကြိတ်ပြီးတော့ blender နဲ့ကြိတ်ထားတာဆက်လက်ရက်လည်းစားရပေါ့နော်ဒါဆို healthy ဖြစ်တယ်လို့ခံစားရတယ်ပေါ့နော်နောက်ဆုံးကြတော့ကျွန်တော်စားပြီးတဲ့အချိန်မှာ shopping ထွက်ပါတယ်နောက် blog တွေပြန်ဆုံမယ်ကြည့်ရှိပေးကျေးဇူး